ကျွန်တော်တို့ဂျာနီပါတီကိုမဲပေးမယ်ဆိုရင်တရွာလုံးမိရှိုးပြစ်မယ်။ကေရတပ်ပြစ်မယ်ဆိုချင်းချောက်လာတဲ့ခါကျပြည်သူကကျွန်တော်တုံးလို့ပြောပါသူကြေးရတယ်ဆိုတော့ကျွန်တော် COA စင်တာတွေတော့မှလက်မခံရဲတဲ့စင်ကိုရောက်တော့ပါတယ်။ဒီကြီးဆုံးကတော့ကျွန်တော်တို့ပါတီကနေမှတင်သွင်းမဲ့အဆိုတွေကြောင့်မို့ကျွန်တော်တို့လူမျိုးတွေ legitimacy ဖြစ်သွားမယ်။ဥပဒေအရကျွန်တော်တို့တွေကပေါ်ပေါက်လာမှာကို KIA အနေနဲ့လုံးဝမလို့ခြင်းလို့အခုလိုချင်းချောက်နေတာလားဆိုတော့အားလုံးမင်္ဂလာပါကျွန်တော်တို့တိုင်းလည်ချမ်းနေမြို့သားများဖွံ့ဖြိုးတိုးတက်ရေးပါတီကလွတ်တော်ကိုယ်စားလှယ်လောင်းများလွတ်တော်ရဲရောက်သွားမှာကို KIA ကဘာကြောင့်စိုးရိမ်နေတာလဲဆိုတာလေးကိုဒီနေ့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့စီယုံရေးဆင်းနေကြပါပြီ2025ရွေးကောက်ပွဲအတွက်ဒါပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်းစီယုံရေးကာလတွေတတ်မှတ်တဲ့ခါကျတော့ဒါပါတီတီးတီးကစီယုံရေးဆင်းနေကြပါကျွန်တော်တို့ပါတီကလွတ်တော်ကိုယ်စားလှယ်လောင်းနေကိုချင်းချောက်နေတာလေကျွန်တော်တို့ဂျာတီနေရတယ်သူမိသားစုလေးကိုတွားပြီးမှအိမ်နေရာရောက်တွားပြီးမှချင်းချောက်တာလေးရှိနေတယ် KIA အနေနဲ့ဒါအခုလက်ရှိကျွန်တော်တို့ကြုံတွေ့နေရတဲ့ကဏ္ဍပေါ့နော်ဒါဘာကိုပြောတာလဲဆိုဒီမိုကရေစီကိုမလိုချင်ဘူးဆိုတာကိုလည်းဥတည်နေတဲ့သဘောရှိနေပါတယ်အဲ့ဒါဒီလားဆိုတော့ကျွန်တော်တို့ပါတီရဲ့ရွေးကောက်ပွဲဝင်တဲ့တခြားလုံးမှာလည်း KIA ကနောက်ဆက်ခဲ့တာကိုကျွန်တော်တို့တွေ့ရှိရတာဖြစ်ပါတယ်ကျွန်တော်တို့ပါတီဟာ2012ခုနှစ်မှာပါတီထောင်ခဲ့ပါတယ်2015ခုနှစ်ရွေးကောက်ပွဲမှာဝင်တဲ့ခါမှာ2015ခုနှစ်ရွေးကောက်ပွဲရောက်ခါနီးလေးမှာပဲကျွန်တော်တို့ဖားကမ်းမြို့နယ်ပါတီအလုံးမှုဆောင်နှုတ်ဦးကိုအော်တိုဘာလ9ရက်နေ့မှာကိုထိုးရင်ကိုအိမ်ပေါ်မှာလာပြစ်တတ်တော့တယ်အော်တိုဘာလ6ရက်နေ့မှာဝေခါကိုကန်ဆက်ကိုဒါဖုန်းကြီးကျောင်းကအပြန်မှာကားပေါ်မှာပဲပြစ်တတ်သွားတယ်ပြင်ရအဲ့ဒါပြစ်တတ်သွားတဲ့အပြင်ကိုဘာတွေဝါဒဖြန့်လာတာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဂျာနီပါတီကိုမဲပေးမယ်ဆိုရင်တရွာလုံးမိရှိုးပြစ်မယ်KIA တပ်ပြစ်မယ်ဆိုချင်းချောက်လာတဲ့အခါကျပြည်သူကကျွန်တော်တို့တုံးလို့ပြောပါတယ်ကျွတ်ကြေးရတယ်ဆိုတော့ကျွန်တော် COA စင်တာတွေတော့မှလက်မခံရဲတဲ့စင်ကိုရောက်သွားပါတယ်အဲ့ဒီအချိန်တုန်းကပေါ့နော်ဒါကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့အပိုင်းမှာနောက်ဒါနဲ့2020ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်တဲ့အခါကျတော့လေပါတီတစ်ခုကိုငွေထုတ်ပေးပြီးမှဒါဂျာနီပါတီလွတ်တော်တဲ့မြောက်ဖို့အရေးကြီးတယ်ဆိုမှမာကြားချက်တွေကကျွန်တော်ပြန်ကြားတိရပါတယ်အဲ့ဒါလေးအခု2025ရွေးကောက်ပွဲကျွန်တော် COA ဆင်းကြပြန်ပြီဒါရွေးကောက်ပွဲရဒီမိုကရေစီစနစ်ရရွေးကောက်ပွဲတွေဖြတ်တန်းရပါမယ်ပါတီတိုင်းက COA ဆင်းနေတဲ့အချိန်မှာကျွန်တော်တို့ပါတီကိုရဲ့မိသားစုဝင်နေဘာကြောင့်ချင်းချောက်နေရတာကရှင်ပါတီတွေလည်းရွေးကောက်ပွဲဝင်နေကြတာပဲကျွန်တော်တို့လည်းရွေးကောက်ပွဲဝင်တာပဲနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနီးလန်းနဲ့ကျွန်တော်တို့ဖြေရှင်းဖို့ကြိုးစားနေတဲ့အချိန်မှာ KIA ကလက်နဲ့ကြီးကင်ပြီးမှလက်နဲ့မဲ့ပြည်သူတွေကိုချင်းချောက်တာတင့်တော်ပါမလားစဉ်းစားကြည့်လေအဲ့ဒါလေးတွေကပြောမယ်ဆိုရင်တော့ကျွန်တော်တို့ပါတီလွတ်တော်တဲ့ရောက်သွားရင်ကျွန်တော်တို့တင်ပြချက်တွေကို KIA ကစိုးရိမ်နေတာလားကျွန်တော်တင်ပြချက်တွေဖြစ်ပေါ်လာလို့ယနေ့ကျွန်တော်လုပ်ငန်းစဉ်400ချမှတ်ထားတယ်ငင်းချရေးမေးစရာရှိပါပြီကျွန်တော်တို့ငင်းချရေးမဖြစ်မနေလုပ်မယ်လွတ်တော်တဲ့ရောက်သွားရင် KIA ကငင်းချရေးမရချင်တာလားကျွန်တော်ပြန်မေးချင်ပါတယ်နောက်နံပါတ်1ချမ်းနီလူမျိုးအမိမှာပေါ်ပေါက်ရေးကျွန်တော်လူမျိုးပေါ်ဖြစ်ပေါ်လာမှာကိုလည်း KIA ကမလိုချင်ဘူးလားတိုင်းသားချင်းချင်းတွေးစီညီညွတ်ရေးအချင်းချင်းညီညွတ်ရေးတို့ဗဇက်ကနေပြောမယ်လက်တွေ့လုပ်ဖို့တော့လိုအပ်ပါတယ်နောက်နံပါတ်3မှာကျွန်တော်တောင်လယ်မဘွားမြင့်တည်ကျွန်တော်လယ်သမားလေးလုတ်ကင်စားတောက်မှုရှောင်လည်လာမှတိုင်းပြည်ကနေမှတိုးတက်မြင့်မားလာမှာအဲ့ကိစ္စကျွန်တော်ဆောင်ရွက်ဖို့လဲကျွန်တော်ပြောထားတဲ့အတိလေးကျွန်တော်လုပ်ငန်းစဉ်400ချမှတ်ပြီးမှမြန်မာတာမှာလဲ MRT မိန့်ခွန်းမှာလဲကျွန်တော်ပြောခဲ့ပြီးပြီအဲ့ဒီကိစ္စတွေရော KIA ကမလိုချင်ဘူးလားနောက်တစ်ခု2008အခြေခံဥပဒေပြင်ဆင်ပယ်ဖျက်ဖြစ်စုရေးဆိုတဲ့ကဏ္ဍကိုလည်းသူ့အနေနဲ့မလိုလားဒါလားအဲ့ဒီမှာဆိုရင်တော့ကျွန်တော်တို့ဒါဖွဲ့စည်းမှုကိစ္စဆိုဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုတွားမယ်ဆိုတဲ့ကဏ္ဍမျိုးတွေအားအစကျွန်တော်တို့ဒီဒါလက်ခံပြီးမှလွတ်တော်ထဲမှာဆွေးနွေးမယ်ညှိနှိုင်းမယ်လို့ပြောထားကြတာအခုလိုပုံစံမျိုးနဲ့ကျွန်တော်တို့ပါတီကလွတ်တော်ကိုယ်စားလှယ်ကိုချင်းချောက်နေတာကကျွန်တော်တို့လုပ်ငန်းစဉ်တွေကို KIA ကမရှူစိတ်မလို့ကျင်တာလားကျွန်တော်တို့ပြန်မေးရမလို့ဖြစ်နေပြီအရေးကြီးဆုံးကတော့ကျွန်တော်တို့ပါတီကနေမှတင်သွင်းမဲ့အဆိုတွေကြောင့်မို့ကျွန်တော်တို့လူမျိုးတွေ legitimacy ဖြစ်သွားမယ်ဥပဒေအရကျွန်တော်တို့တွေကပေါ်ပေါက်လာမှာကို KIA အနေနဲ့လုံးဝမလို့ခြင်းလို့အခုလိုချင်းချောက်နေတာလားဆိုတဲ့ဒါနလေးကိုကျွန်တော်အနေနဲ့ပြောချင်တာပါကျေးဇူးတင်ပါတယ်